Hello, Osala Sai, Hello, Mingla Bashin, Zamadini, Imikon Sura Bale, Imikon Baza Puena Sure, video Nella Biro sharing Lopita my website. Zama di video Gumalokima, Pioza Kushi, Arabale Suro, Zama the immigration agent and Potelo, the Australia visa Nepa Video. Yile tirado mahopu, Zama Kurenga, A42 fountain biro, the Australian and Guyala to take up to the Akuno by Ma, Lubiomia Nide, Australia Suyaga, Lutatin Sana Totare and Nide Lulu Cornide, Era, Tamaruga, the A42 fountain biro, Solatin Luyare, Sure. At the Dio Jalaya and not by Mavono, Tama at this said Kupula, Arabale, so Rotamaga, the A42 fountain are at Rito Shiniro, the A42 fountain Meluri Toppenly Pisich in the segment, the view Leatan up to the Vono. Ime Consula Bale, Ime Consulaga, the Australia Asuya Tana Yo, Department of Foreign Affairs, Bidare Officer, Online Combat Bare, the Ime Conshima Dale, Tamaru Recuna Pura, the A42 Fongo, Online Marshall, Yama Chipare. Ime Con Tobi Biro, A42 Fon Salat, Nibidavi Solution, Marutinda, the Salwa Chini, not a loss on Yamet, Celery, Bari, Lu Amushile, Suragoro, the Australia Asuya Tanaka, the Ime Con Tobi Biro, Janley update map. Address Marudi, the email Congo Kanakanapian, Sisi Guru Ali Mebono, the email Conguro, Tamaru Photo Shione, Ludai, a Kame Alodabu, Puluya Variation, email Congo, Blue Puyamale, Surabo, Tamane to do Latiano. Parma Uzo Tamaru Radio Australia Pite, Wunji Tanante, when was I could name me, the Rushin, the create email Congo Nebame. Pidoino Tamaru Amye, a Thopume, email address go, Tebame. Email address go TVB solution the sun verification ko name me bidalo shin jamaro email ma the email account ka code number ပို့လာလိမ့်မယ်အဲဒီ code number ကို copy လုပ်ပြီးတော့ဒီဘက်မှာပြန်ထည့်မယ်ပေါ့ကျမတို့ခုန code number ကို copy လုပ်ပြီးတော့ paste ပြန်လုပ်မယ် next ကိုနှိပ်ပါမယ်ပြီးတော့လို့ရှိရင်အခုလိုတွေ့ရမှာပါ individual နှိပ်မယ်ပြီးတော့လို့ရှိရင်ကျမတို့ရဲ့ဒီနာမည် phone number ထည့်ပါမယ်ဒီနေရာမှာဖုန်းရဲ့ mobile phone ရဲ့ကိုတော့ကျမတို့ရဲ့ phone number တစ်လုံးတည်းကိုပဲနှစ်ခါထည့်လိုက်မှာဖြစ်ပါတယ်ပြီးတော့ရင်တော့ကျမတို့ password ထည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာ password ထည့်တဲ့အချိန်မှာတည်ချာချာမှတ်ထားဖို့လိုအပ်ပါတယ်အပေါ်ကထည့်တဲ့ password အတိုင်းပဲဒီအောက်မှာလည်းအတည်ပြုလို့ရအောင်နောက်တစ်ခါပြန်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်ဒီအောက်မှာ question 3မျိုးမိထားတာတွေ့ရမှာပါဒီ question 3မျိုးကိုကျမတို့ကအမြဲတမ်းမှတ်ထားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့နောက်တစ်ခါကိုယ့်ရဲ့ email ခေါက်ကိုပြန်ဝင်လာလို့ password မိလာခဲ့တော့သူတို့ကဒီ mail ခွန်းနဲ့ပြန်မေးပြီးတော့ဖြေရမှာဖြစ်တယ်ဒီမေးခွန်းတွေကိုကြိုက်တဲ့မေးခွန်းရွေးပြီးတော့ဖြေလို့ရပါတယ်နော်ခုကျမကဒီမေးခွန်းတွေအထက်မှာအမှတ်သားရလွယ်တဲ့မေးခွန်းကိုရွေးပြီးတော့ဖြေလိုက်ပါမယ်ဒီမေကွန်တော့ခုကိုဖြစ်ပြီးတာနဲ့ကျမတို့တွေဒီ I accept the email account နဲ့ I am not a robot ကိုနေပြီးတော့မှ next ကိုနေမှာဖြစ်ပါတယ်။ကဲအခုတော့နောက်ဆုံးအဆင့်အနေနဲ့ကျမတို့ email account ကိုဒီထည့်ပို့လို့ချုပ်စီရန်အတွက် 2FA app ကနေပြီးတော့မှပေးလာတဲ့ဒီ digital ကုန်းနံပါတ်6လုံးနဲ့နောက်တစ်ခါပြန်ပြီးတော့ထည့်ရမှာဖြစ်ပါတယ်။အဲ့ဒါမှသာလဲကျမတို့ email account ကဒီထည့်ပို့လို့ချုပ်စီပြီးတော့မှအခြားလူတွေအသုံးပြုလို့မရမှာဖြစ်ပါတယ်ရှင်။ဒီ 2FA app နဲ့ပတ်သက်ပြီးတော့အားလုံးကအတွေ့အကြုံတော်တော်များများရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ကျွန်မဒီနေ့ဒီကွန်ပျူတာမသုံးတာဖြစ်တဲ့အတွက်ဖုန်းတစ်လုံးနဲ့ပဲသုံးမှာမို့လို့ဒီ scan QR code ကိုအရင်ဦးဆုံးကျွန်မ screenshot ရလိုက်ပါတယ်။အဲဒီရထားတဲ့ screenshot ကိုကျွန်မ photo ထဲမှာ save ထားပါတယ်။ save ပြီးလို့ရှိရင်တော့ကျွန်မခုန app မှာပြန်သွားပြီးတော့မှဒီ scan QR ကိုနှိပ်ပြီးသွားတယ်ခုန save ထားတဲ့ဒီတဲ့ဘုတ်ကိုကျွန်မပြန် scan လုပ်ပါတယ်။ပြီးတော့လို့ရှိရင်တော့ခုလိုမျိုးဒီကုတ်နံပါတ်6လုံးထွက်ပြီးတော့မှဒီကုတ်ထဲမှာပြန်ပြီးတော့ထည့်ပါတယ်ထည့်ပြီးလို့ရှိရင် next နှိပ်ပါတယ် yay congratulations ကျမတို့ email account ကိုလုပ်ပြီးသွားပါပြီရှင်ခုတော့ email account ကိုဘယ်လိုဖွင့်ရမှာလဲဆိုတာကိုတော့အားလုံးသိပြီးသွားလို့လည်းထင်ပါတယ်နော်ဒီနေရာမှာ email account ကိုဖွင့်ပြီးတာနဲ့ကျမတို့ဒီ 842 form ကိုရှောက်ပြီးသားလို့မဟုတ်ဘူးเนาะဒီအဆင့်ဒီ email account ကိုဖွင့်ထားပြီးသားအဆင့်ပဲရှိပါသေးတယ်ပေါ့နောက်ထပ်ဗီဒီယိုမှာဒီ email account ကိုအသုံးပြုပြီးတော့ 842 form ကိုဘယ်လိုတင်ရမလဲဆိုတာကျွန်မအားရင်နောက်ထပ်ဗီဒီယိုနဲ့ပြန်ပြီးတော့ share လုပ်ပေးသွားပါမယ်အဓိကဒီ email account ကိုဖွင့်ဖို့အတွက်ကျွန်မတို့မှတ်ထားမှာကဒီကျ
ကျမတို့ရဲ့ email address ပြီးလို့ရှိရင်ဒီ password တို့ပြီးလို့ရှိရင်ခုန security အနေနဲ့ဒီမိခုသုံးခုဖြည့်ထားတဲ့အရာတွေမှတ်ထားမှာဖြစ်ပါတယ်မိမိကတကယ်လို့အင်္ဂလိပ်စာအားနည်းနေမယ်ဆိုရင်လည်းကိုယ့်ထက်အင်္ဂလိပ်တော်တဲ့လူတွေကိုအကူအညီတောင်းပြီးတော့ဒီ email ခေါင်းကိုဖွင့်ထိုင်ခိုင်းလို့ရတယ်ပေါ့နော်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတော့လို့လည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်အားလုံးတတား